ကဲအားလုံးပဲမင်္ဂလာပါလားနော်မင်္ဂလာပါ live မှာရှိကြတယ်ဒူဝါဒနာချင်းကြီးပုံဝန်သမားတွေအားလုံးပဲမင်္ဂလာပါဗျကဲကျွန်တော်အားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုအစားဆုံးလေးကြည့်ကြကုန်တော့ဒီနေ့မှာဆိုရင်တော့เนาะကျွန်တော်ကတော့ပြတာเนาะကျွန်တော်တွေ့တာလေးကျွန်တော်ညွှန်ပြပေးရမယ်ဆိုရင်ကျွန်တော်တို့လေးလာချက်သုံးသက်ချက်အရာဆိုလို့ရှိရင်ကျွန်တော်တို့တွေကဘယ်လိုတွေ့လဲဆိုတော့အခုဒီမှာเนาะဒီက21ပြီးခဲ့တဲ့ပွဲမှာအင်္ဂါနေ့ညနေအင်္ဂါနေ့မနက်ခင်းသေးမှာ21ဆိုပြီးကြက်ခဲ့လို့နောက်ပွဲမှာကျွန်တော်တို့တွေကလိုက်ကြရမယ်ကနเนาะဒါကတော့သူအခုကျွန်တော်ပြပေးထားတဲ့ကလင်ဒါလေးကတော့ညီကောင်တော်လိုက်ဒါကတော့21ဖြစ်စဉ်အင်္ဂါနေ့မနက်ခင်းသေးမှာ21ဆိုပြီးကြားခဲ့လို့သူ့ရဲ့အောက်ပွဲမှာကျွန်တော်တို့လိုက်ခဲ့တဲ့ဖြစ်စဉ်လေးကိုကျွန်တော်ကမျှဝေပေးတာကဲဒါဆိုညီကောင်တော်အားလုံးဒါလေးတစ်ချက်ကြည့်ရအောင်မယ်နော်ဒီကိုဒီမှာသူကအင်္ဂါနေ့မနက်ခင်းသေးမှာ21လို့ကြားခဲ့တာနဲ့တဲ့နောက်ပွဲ9ရက်အတွင်းမှာကျွန်တော်တို့တွေက9ရက်တင်မှာကျွန်တော်တို့ကပြန်ကြဆိုတဲ့ကဏ္ဍကဒီအဲ့21ဆိုပြီးကြားခဲ့တဲ့ပွဲကကဏ္ဍကိုပြန်ကြပေးတာမဟုတ်ဘူးအခုပွဲမှာနောက်ပွဲမှာတနင်္လာနေ့ပဲတောက်ကြနေအတွင်းမှာအဲ့ပွဲတင်းမှာကြားခဲ့တဲ့ကဏ္ဍကအဲ့ပွဲမှာပြန်ကြတာကိုပြောတာနော်အဲ့လိုတစ်ချက်ကြည့်ဒီမှာသူကအင်္ဂါနေ့မနက်ခင်းသေးမှာပြီးခဲ့တဲ့ပွဲမှာအင်္ဂါနေ့မနက်ခင်းသေးမှာ21ဖြစ်စဉ်သူကြီးသူကကြားခဲ့လို့တဲ့နောက်ပွဲမှာကျွန်တော်တို့ကတနင်္လာအင်္ဂါဗုဒ္ဓဟူးကြာသပတေးတောက်ကြဆိုတဲ့9ရက်အတွင်းမှာသူကပြန်ချပေးတဲ့ကဏ္ဍတနင်္လာနေ့မနက်ခင်းမှာ20လို့ကြာလာသည်တဲ့ကျွန်တော်တို့တွေကဗုဒ္ဓဟူးနေ့ညနေခင်းမှာ20လို့ပြန်ရိုက်တယ်နော်ကြာသပတေးနေ့ညနေခင်းမှာ20လို့ပြန်ရိုက်တယ်နော်ဒါအဲ့လောက်ကျွန်တော်ကအဲ့လိုပြန်ကြလေးကျွန်တော်ကတွေ့တယ်နော်20ဆိုပြီး3ချိန်ပြန်ကြလာတယ်နောက်တစ်ပင်ကြည့်တဲ့အခါမှာတဲ့အင်္ဂါနေ့မနက်ခင်းသေးမှာသူက21ဆိုပြီးကြိုက်ထားလို့တဲ့ကျွန်တော်တို့ကနောက်ပွဲမှာတနင်္လာအင်္ဂါဗုဒ္ဓဟူးကြာသပတေးတောက်ကြဆိုတဲ့ကျွန်တော်တို့တွေက9ရက်အတွင်းမှာသူကအဲ့ပွဲရကဏ္ဍကိုအဲ့ပွဲမှာပြန်ကြတာဟုတ်လားတနင်္လာနေ့ညနေခင်းမှာ304လို့ရိုက်တော့ဗုဒ္ဓဟူးနေ့မနက်ခင်းသေးမှာ304ဆိုပြီးတဲပြန်ရိုက်တာနော်တဲပြန်ကြထားတယ်နောက်တစ်ခါကျွန်တော်တို့က21ဖြစ်စဉ်ကိုထပ်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာလည်းပါတွေ့ရဆိုရင်နော်ပြီးခဲ့တဲ့ပွဲက21အင်္ဂါနေ့မနက်ခင်းတင်မှာ21လို့ရိုက်လို့ကျွန်တော်တို့တွေကနောက်တစ်ပွဲမှာကျွန်တော်တို့တွေကတနင်္လာနေ့ညနေခင်းမှာကြားတယ်တက်3ဒီဗုဒ္ဓဟူးနေ့ညနေခင်းမှာတက်3ဆိုကျွန်တော်တို့ပြန်ကြားတယ်နောက်တစ်ခါအင်္ဂါနေ့မနက်ခင်းတင်မှာ21လို့ရိုက်လို့နောက်တစ်ပွဲမှာကျွန်တော်တို့ကပြန်ကြားတယ်ကဏ္ဍဒီဘာကဏ္ဍနေ့ပြန်ကြားလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဗုဒ္ဓဟူးနေ့ညနေခင်းမှာကြားတယ်82ကကြာသပတေးနေ့ညနေခင်းမှာ82ဆိုကျွန်တော်တို့ပြန်ရိုက်တယ်နော်အဲ့ဒါလိုပြန်ကြပေါ့တော့ဒါကိုကျွန်တော်တို့ထပ်ပြီးတော့စစ်ကြည့်တဲ့အခါမှာဘာတွေ့လဲဆိုလို့ရှိရင်ကိုရီမာတွေမှာနော်အင်္ဂါနေ့မနက်ခင်းသေးမှာ21လို့ရိုက်တာဒီတဲ့ရိုက်ခဲ့လို့တဲ့သူ့ရဲ့နောက်တစ်ပွဲမှာကျွန်တော်တို့ပြန်ကြကန်တန်းပြန်လာတာဒီကြာသပတေးနေ့ညနေခင်းသေးမှာကြားတယ်ခွန်ဒီရဲ့တောက်ကြနေညနေခင်းသေးမှာခွန်ဆိုပြီးတော့ကန်တန်းပြန်လာတယ်ပြန်လာတယ်နော်နောက်တစ်ပွဲကျွန်တော်တို့တွေကအင်္ဂါနေ့မနက်ခင်းသေးမှာ21လို့ရိုက်လို့နောက်တစ်ပွဲမှာကျွန်တော်တို့ကတနင်္လာနေ့ဖောင်းပွဲခံတာတော့မှာတဲ့သူကနော်ကြာသပတေးနေ့ဗုဒ္ဓဟူးနေ့မနက်ခင်းသေးမှာကြားတယ်94တီးတဲ့ကြာသပတေးညနေခင်းသေးမှာ49ဆိုကျွန်တော်တို့ပြန်ကြားတယ်နော်ဒါလေးတွေပေါ့နောက်တစ်ခါကျွန်တော်တို့တွေက21ဖြစ်စဉ်ကိုစက်ကြည့်တဲ့အခါမှာလည်းအင်္ဂါနေ့မနက်ခင်းသေးမှာ21ဆိုကျွန်တော်တို့ကကြားခဲ့လို့တဲ့နောက်တစ်ပွဲမှာကျွန်တော်တို့ကတနင်္လာနေ့ညနေမှာကြားတယ်30ဆိုတဲ့ကဏ္ဍဒီတဲ့ဗုဒ္ဓဟူးနေ့ညနေခင်းသေးမှာ303ဆိုကျွန်တော်တို့ကပြန်ကြားတယ်နော်ပြန်ကြားပေါ့ပြန်လိုက်တာဒါလေးကိုကျွန်တော်ကပြတယ်နောက်တစ်ခါကျွန်တော်တို့ကမှတနင်္အင်္ဂါနေ့မနက်ခင်းလေးမှာ21လို့ကြားခဲ့တယ်ပွဲပြီးရနောက်တစ်ပွဲမှာကျွန်တော်တို့တွေကနော်တနင်္လာနေ့ညနေမှာကြားတယ်50ခွန်ဒီတဲ့ကျွန်တော်တို့တွေကဗုဒ္ဓဟူးနေ့မနက်ခင်းလေးမှာ50ခွန်ကြာသပတေးနေ့မနက်ခင်းလေးမှာ50ခွန်ဆိုပြီးကျွန်တော်တို့ကတပင်း2ပင်း3ပင်းအောင်ပြန်ကြားထားတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကဒီပွဲကိုကျွန်တော်တို့ကကြည့်မယ်ဆိုလို့ရှိရင်ပြီးခဲ့တဲ့ပွဲကကျွန်တော်တို့ကဟုတ်လားအင်္ဂါနေ့မနက်ခင်းလေးမှာ21ဆိုတဲ့ကဏ္ဍပြန်ကြားသွားလို့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီဘာလိုက်ရမလဲနော်ပြန်ထိုးရမယ်ဥပမာပေါ့တနင်္လာနေ့မနက်က66ကြတယ်တနင်္လာနေ့ညနေက61ကြတာလေအဲ့66ကိုကျွန်တော်တို့တွေကဒီနေ့နဲ့ဆိုင်ပြန်လိုက်ထိုးနော်အင်္ဂါနေ့မှာကြားခဲ့တဲ့ကဏ္ဍကြီးပြန်ကြမပါခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့တပွဲလုံးမှာဒီပွဲမှာကြားတဲ့ကဏ္ဍကြီးကျွန်တော်တို့ဒီပွဲမှာပြန်အောင်ထိုးရမှာနော်ဥပမာအဖြစ်ကျွန်တော်တို့66ကျွန်တော်တို့တွေကပြန်လိုက်ထိုးမယ်တကယ်လို့မထွက်ခဲ့ဘူးတော့တခြားကဏ္ဍတွေဒီမှာကြားခဲ့မယ်ဆိုရင်တကွက်2ကွက်3ကွက်4ကွက်ပြန်ပါဗျာအဲ့4ကွက်ကိုဗုဒ္ဓဟူးနေ့မှာပြန်လိုက်ထိုးဒီအပေါ်မှာကြားခဲ့တဲ့ကဏ္ဍတွေဒီမှာပြန်မကြမချင်းကျွန်တော်တို့ပြန်လိုက်ထိုးအောင်ပါပြန်ကြဆိုတဲ့ကဏ္ဍရှိလို့ဘာကြောင့်တက်တည်လဲဆိုတော့ကျွန်တော်ပြီးခဲ့တဲ့ပွဲကကျွန်တော်ပြောရနော်2196ကြားခဲ့လို့ညီကောင်မောင်တို့ကကျွန်တော်ဗုဒ္ဓဟူးနေ့နေကုန်မှာအပူလိုက်ရမယ်ဆိုတော့ညီကောင်မောင်တို့ကတက်ရားကြတယ်နော်သူ့ရဲ့ကလင်နာမတ်တက်တည်တယ်ကျွန်တော်တို့အဲ့ဒါကိုသွားရအောင်21ဆိုပြီးကြားခဲ့တဲ့အတွက်ကြောင့်လို့သူ့ရဲ့အောက်ပွဲမှာကျွန်တော်တို့တွေကဒီ9ရက်တာတပွဲတွင်းမှာထွက်တဲ့ကဏ္ဍဒီအဲ့9ရက်တာတပွဲတွင်းမှာ2ကြိမ်ပြန်ထွက်မယ်ဗျာဥမာအားဖြင့်ပြောလို့ရှိလို့ချင်းကျွန်တော်တို့တွေကတကွက်2ကွက်3ကွက်4ကွက်5ကွက်6ကွက်9ကွက်10ကွက်9ကွက်10ကွက်ပုံမှန်အားဖြင့်ကဏ္ဍ10ကွက်ကြာမှာကဏ္ဍ10ကွက်မကြာဘူး तू ကများသောအားဖြင့် तू ကကဏ္ဍ9ကွက်ပဲကြာမှာတကွက်ကထပ်နေရမှာကဏ္ဍတကွက်ကထပ်ကိုထပ်နေရမှာအဲ့ဒါကြောင့်မို့ကျွန်တော်ကပြန်ကြလို့ညီကောင်မတွေအားလုံးပြောတာ21ကြာခဲ့ပြီးနောက်ပွဲမှာကြာခဲ့တဲ့ကဏ္ဍဒီနောက်ပွဲမှာပြန်ကြပြီးတော့ကဏ္ဍ10ကွက်မဖြစ်ဘူးကဏ္ဍ9ကွက်ပဲဖြစ်ရမယ်ဆိုတဲ့သဘော
နော်ဒီမှာ21လို့ကြားတယ်နောက်ဘက်မှာကျွန်တော်ရေးကြည့်ဟုတ်လား19 5ခွန်ခွန်3ခွန်5ခွန်ဆိုတာကဏ္ဍထပ်သွားပြီသူက2ခါအောင်ထပ်တယ်ဒီမှာ3ခါအောင်ထပ်တယ်ဟုတ်လားတူတယ်ဆိုကျွန်တော်တို့ဒီဘောကကျွန်တော်တို့ကကဏ္ဍအကုန်လုံး10ကွက်ပဲထွက်တယ်1ကွက်2ကွက်3ကွက်4ကွက်5ကွက်6ကွက်9ကွက်10ကွက်ပဲထွက်တော့50ခွန်ကတူကြီးနေတယ်အဲ့လိုမျိုးပေါ့နော်နောက်တစ်ခါဒီမှာကြည့်မယ်ဆို21လို့ကြာထားတော့ကျွန်တော်တို့တွေက56 30 66 68 89ဟုတ်လား36 38 98 95ဆိုကဏ္ဍ9ကွက်ပဲထွက်တယ်3ညာ3 30ဆိုကဏ္ဍတူနေတယ်အဲ့လိုမျိုးပြောတာပေါ့အဲ့ဒါကြောင့်မလို့အကိုရမတွေအားလုံးကိုကျွန်တော်ကဒီမှာပြောကြတယ်ဒီမှာကျွန်တော်တို့က21ဆိုတဲ့ကဏ္ဍကြာထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီဘက်မှာတို့လားမနှမ်းညပေါင်းချင်း10ကွက်ရှိရမှာကဏ္ဍ10ကွက်ကို10ကွက်အပြည့်မကြဘူးကဏ္ဍ9ကွက်ပဲကြာမယ်တစ်ကွက်ကကဏ္ဍထပ်ကိုထပ်နေရမယ်နော်66ပဲပြန်ကြမလား61ပဲပြန်ကြမလားဒါမှမဟုတ်အင်္ဂါလေးထွက်တဲ့ကဏ္ဍဒီပဲအင်္ဂါလေးနေကုန်ထွက်တဲ့ကဏ္ဍဒီရဲ့ဟုတ်လားနောက်မှတစ်ကွက်ကျွန်တော်တို့ပြန်ကြမလားအဲ့လိုပြန်ကြလို့ပြောတာနော်ဒါကိုကျွန်တော်ကိုမှသဘောပေါက်လိမ့်မယ်ထင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ကအကိုဒီမတွေအားလုံးကိုပြန်ပြီးတော့ထိုးစေချင်တာကကျွန်တော်တို့ကဒီမှာပြန်ကြနော်ပြန်ကြကိုကျွန်တော်တို့ကထိုးရမှာဒီမှာတနင်္လာနေ့ထိုးခဲ့တဲ့ကဏ္ဍဒီ66တက်ဒီဖြစ်နိုင်လို့ရှိရင်ကျွန်တော်တို့အင်္ဂါနေ့တည်းပြန်လိုက်ထိုးပါနော်တကယ်လို့အင်္ဂါနေ့မှာကျွန်တော်တို့ပြန်ကြမလာသေးဘူးဆိုလို့ရှိရင်တနင်္လာမနက်ညအင်္ဂါမနက်ညကဏ္ဍကိုဗုဒ္ဓဦးနေ့မှာကျွန်တော်တို့ပြန်ထိုးပါပြန်ကြပါဖြစ်နေဒါပါမယ်အဲ့ဒါဒီကျွန်တော်တို့ကမွေးကဏ္ဍမွေးတာပတ်တီးမွေးတာတဲ့ပိုးကြီးတေးကြပါတယ်နော်မွေးကဏ္ဍမွေးတာပတ်တီးမွေးတာတဲ့ကျွန်တော်တို့တေးကြပါတယ်ပြန်ကြကမဖြစ်မနေကိုလာမှာဖြစ်ပါတယ်နော်အားလုံးပဲမမေ့ပါနဲ့ကျွန်တော်အကိုဒီမတွေအားလုံးကိုကျွန်တော်ကစေတနာနဲ့ပြတ်ပါတာပါပြန်ကြနော်ကျွန်တော်အားလုံးပြောနော်ပြန်ကြအလားပိုးကြီးတေးကြပါတယ်ပြန်ကြလေးကိုမွေးပြီးထိုးကြပါကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့နော်ဒီနေ့ကျွန်တော်4ရက်17လ2025 4ရက်17လ2025မှာညီကောင်မတွေအားလုံးကိုကျွန်တော်ကဟုတ်ပြီနော်ကဲ break လုံးမိုင်းအပြီးချုပ်နေတဲ့ညီကောင်မအားလုံးကျွန်တော်ကူညီခြင်းတယ်နော်ဒါလေးကိုကျွန်တော်တစ်ချက်ဆက်သွားကြည့်မယ်ကဲဒါလေးကိုတစ်ချက်ကြည့်အောင်ကိုဒီမှာနော်ဒါလေးကိုတစ်ချက်ကြည့်အောင်ဆိုတော့ကျွန်တော်ဘယ်လိုတွေ့လဲဆိုတော့ကိုဒီမှာအလုံးကျွန်တော်မျှဝေပေးမယ်ဒီသုံးလုံးပေါင်းနော်5 9 4သုံးလုံးပေါင်း8နော်နောက်တစ်ခါကျွန်တော်တို့တွေဒီမှာထပ်ပြီးတော့ကြည့်မယ်6 1 3လုံးပေါင်းချင်းနဲ့8နော်ဒါဆိုရင်ကျွန်တော်တို့ကဒီသုံးလုံးပေါင်းချင်းလည်းကျွန်တော်တို့က8ရ2 6 2လုံးပေါင်းချင်း8ရှိတယ်နော်5 9 4 3လုံးပေါင်းချင်းဒီက8မှတ်တန်းနဲ့ရိုက်တယ်6 1 3လုံးပေါင်းချင်းဒီလည်း8မှတ်တန်းနဲ့ရိုက်တယ်3လုံးပေါင်းချင်း8မှတ်တန်း3လုံးပေါင်းချင်း8မှတ်တန်းလို့ရိုက်တာဆိုရင်ကျွန်တော်တို့က2 6 2လုံးပေါင်းချင်းအထောင်2လုံးပေါင်းချင်း8ရှိတယ်3လုံးပေါင်းချင်း8ဖြစ်အောင်ထည့်ပါဆိုကျွန်တော်တို့ကဒီမှာပါထည့်မယ်3ညာနောက်ပြီးလို့ထည့်မယ်နော်5 9 4 3လုံးပေါင်းချင်း8 6 1 3လုံးပေါင်းချင်း8 2 6 2လုံးပေါင်းတော့8ရှိတယ်8ဖြစ်အောင်ထည့်ပါဆိုကျွန်တော်တို့က3ညာနောက်ပြီးကျွန်တော်တို့တစ်ချက်ထည့်တဲ့အခါမှာကျွန်တော်တို့ကဒါလေးကိုတစ်ချက်ဆက်ကြည့်မယ်ငါနှစ်နှလုံးပေါင်းချင်း5 နှစ်နှလုံးပေါင်းချင်းခွန်ပါဝါ2ခွန်2ဝမ်းချင်းတစ်လုံးကြတယ်နော်နောက်တစ်ခါကျွန်တော်တို့တွေက8နှလုံးပေါင်းချင်း6ပါဝါ1 6တက်ဝမ်းချင်းတစ်လုံးကြတော့နှလုံးစုံအောင်ကြပေးတယ်ကျွန်တော်တို့တွေနော်နှလုံးစုံအောင်ကြပေးတယ်တစ်ခုဆိုရင်ကျွန်တော်ကြပေးတယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာတစ်ချက်ကြည့်မယ်2 6နှလုံးပေါင်းချင်းဒီ8ပါဝါ3 83ဝမ်းချင်းကျွန်တော်တို့ဒီမှာကြပေးရမယ်83ဝမ်းချင်းကြပေးရမယ်2 5နှလုံးပေါင်းချင်းခွန်2ဝမ်းချင်းဒီခွန်လုံးပဲနဲ့84ကြတယ်8နှလုံးပေါင်းချင်း6ပါဝါ1 6တက်ဝမ်းချင်းဒီဟုတ်လားဒီမှာကျွန်တော်တို့1လို့ကြတယ်ဒါဆိုရင်6နှလုံးပေါင်းချင်း8ပါဝါ3ဒီကျွန်တော်တို့ကဒီမှာတစ်လုံးကြပေးမယ်8 3မဟုတ်3လို့တစ်လုံးကြပေးရမယ်ကြပေးရတဲ့အခါမှာကျွန်တော်တို့နောက်တစ်ခုကျွန်တော်တို့ဘာတွေ့တာလဲဆိုကျွန်တော်တို့ဒါလေးကိုတစ်ချက်ကြည့်မယ်နော်သူကဒီမှာဒီ3လုံးပေါင်းချင်းသူက8လို့ရိုက်တယ်ဒီ3လုံးပေါင်းချင်း8လို့ရိုက်တယ်ဒီ3လုံးပေါင်းချင်း8လို့ရိုက်မယ်ဆိုကျွန်တော်တို့က3ညာနောက်ပဲနော်ဒီနှလုံးပေါင်းချင်းခွန်2ဝမ်းကြီးနဲ့
ဒီ3လုံးပေါင်းချင်း8ကို4နောက်ပိတ်နဲ့84ဆိုရိုက်တယ်ဒီနှလုံးပေါင်းချင်း16ဝန်းချင်းကို16ဝန်းချင်းကို1ထိပ်နဲ့ဒီ3လုံးပေါင်းချင်းဟုတ်လား8ဖြစ်အောင်1နောက်ပိတ်နဲ့1ဆိုပြီးကြာဒါဆိုဒီနှလုံးပေါင်းချင်းကျွန်တော်တို့က83ဝန်းချင်းဆိုတော့ကိုဒီ3လုံးပေါင်းချင်း8ဖြစ်ဖို့ကျွန်တော်တို့က3ညနောက်ပိတ်နဲ့ဟုတ်လား83ည33ညဆိုကျွန်တော်တို့တွေ့တယ်တွေ့တဲ့အခါမှာကျွန်တော်တို့တွေကဘာတစ်မျိုးဆက်တွေ့လဲဆိုတော့ဒါလေးကိုတစ်ချက်ကြည့်ကျွန်တော်ကိုမှာနော်ခွန်ကို3လုံးပေါင်းချင်း3တစ်ကို2 3လုံးပေါင်းချင်း2ဒါဆိုရင်ကျွန်တော်တို့ဒီ3လုံးပေါင်းချင်းကျွန်တော်တို့ကဘာလို့ဝင်ပေးရမှာထင်လဲကိုရင်းမတွေခွန်ရဲ့9ရဲ့ပေါင်းတော့6 6ရဲ့ခွန်ရဲ့ပေါင်းတော့3လုံးပေါင်းချင်း3လို့ရိုက်တယ်ဟုတ်လား9 1 2 3လုံးပေါင်းချင်း2လို့ရိုက်တယ်3လုံးပေါင်းချင်း3လို့ရိုက်ပြီးတော့3လုံးပေါင်းချင်း2လို့ရိုက်တယ်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ3လုံးပေါင်းချင်းကျွန်တော်တို့က1လို့ရိုက်မလား3လုံးပေါင်းချင်း3လုံးပေါင်းချင်း2 3လုံးပေါင်းချင်း1လို့ရိုက်မယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ2လုံးပေါင်းချင်းနေကျွန်တော်တို့က8ရှိတာတယ်8ရှိရတော့ကျွန်တော်တို့ကဒီမှာ3လုံးပေါင်းချင်း1ဖြစ်အောင်ကျွန်တော်တို့ကဘာတွေသိထည့်မလဲကျွန်တော်ကိုရင်ပါတယ် comment လေးနော်ကျွန်တော်ကိုမလေးဒါလေကျွန်တော်ကိုမလေးဖြစ်နေလို့ရှိရင်ကျွန်တော်ဗီဒီယိုပိုင်း comment လေးမှာဝင်ပြီးမှတ်ပေးနော်မြင်နေတွေ့ရကိုရင်ပါတယ်ဒါကိုကျွန်တော်တို့တစ်ချက်ပဲဒီ3လုံးပေါင်းချင်းသူက3လို့ဒီ3လုံးပေါင်းချင်း2တယ်ဒီ3လုံးပေါင်းချင်းပြန်တက်မယ်ဆိုကျွန်တော်တို့က3ထိပ်ဒီ3လုံးပေါင်းချင်းကိုသူက8ပေးတယ်ဒီ3လုံးပေါင်းချင်းကိုလည်း8ပေးတယ်ဒီ3လုံးပေါင်းချင်းကိုလည်း8ပေးရမယ်ဆို3ညာနောက်ပိတ်3ထိပ်စီ3ညာနောက်ပိတ်နဲ့ကျွန်တော်တို့တစ်ခွက်ကောင်းရတယ်ရတဲ့အခါမှာဒီနှလုံးပေါင်းချင်းခွန်ကဟုတ်လားခွန်2ဝန်းချင်းကခွန်ပိုင်နဲ့ရိုက်တယ်ဒီနှလုံးပေါင်းချင်း16ဝန်းချင်းက1ပိုင်နဲ့ရိုက်တယ်ဒီနှလုံးပေါင်းချင်း83ဝန်းချင်းကကျွန်တော်တို့ရဲ့ဒီမှာကျွန်တော်တို့က83ဝန်းချင်းတစ်လုံးအညီနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ3ထိပ်ကဒီကွက်တီလာညီနေတယ်ခွန်ကို3လုံးပေါင်းချင်း3 9 1 2 3လုံးပေါင်းချင်း2 6 2နှလုံးပေါင်းချင်း8ရှိရ8ကို1ဖြစ်အောင်ထည့်ပါကျွန်တော်က3ထိပ်ဆိုရင်ဒီနှလုံးပေါင်းချင်း83ဝန်းချင်းက3လုံးနဲ့လာညီတယ်3ထိပ်ဟုတ်လားဒီ3လုံးပေါင်းချင်း8ဒီ3လုံးပေါင်းချင်း8ဒီ3လုံးပေါင်းချင်း18မယ်ဆိုလို့ရှိရင်နှလုံးပေါင်းချင်း6ရှိရအတွက်8ဖြစ်အောင်ထည့်ပါဆို3ညနောက်ပိတ်ထည့်မှာရဒါဆိုလို့ရှိရင်30ဆိုတဲ့ကဏ္ဍတစ်ကွက်ကောင်းဖြစ်နေတယ်ဒါလူကြီးမင်းတို့နော်ဒီဗီဒီယိုလေးကိုအစားဆုံးကြည့်ပါတတိယကြည့်ပါကျွန်တော်ကပုံလင်းပြောမယ်ကျွန်တော်တို့ကလင်နာ site တွေ ladder site တွေမှာကျွန်တော်တို့တွေကမှန်လို့ရှိရင်တစ်ခွက်ကောင်းနော်မှန်လို့ရှိရင်တစ်ခွက်ကောင်းထိတ်ဆိုတိတ်ပိတ်ဆိုပိတ်နဲ့တစ်ခွက်ကောင်းမှန်ပါတယ်ဒါကြောင့်မလို့လူကြီးမင်းတွေကကျွန်တော်ပြောပြပြီးလောဘမကြည့်နဲ့ကိုအတိုင်းနာလေးနဲ့ကိုစော့ဒီ site ကလေးကိုကြိုက်တဲ့နဲ့တက်တဲ့ဆိုတော့ကိုယ်မတွေကကိုအတိုင်းနာလေးနဲ့ကိုစော့နော်ဒီမှာတော့နှလုံးပေါင်းချင်း9ဝန်းချင်းကိုဟုတ်လားခွန်ပိုင်နဲ့84ဆိုရိုက်တာဒီ3လုံးပေါင်းချင်း8ဒီ3လုံးပေါင်းချင်း3နဲ့ကျွန်တော်တို့တွေက84ဆိုရိုက်တာဒီမှာ88နှလုံးပေါင်းချင်း16ဝန်းချင်းကိုဒီမှာဟိုက1ပိုင်းနဲ့ဟိုကရိုက်တဲ့အခါမှာဒီ3လုံးပေါင်းချင်း8ဒီ3လုံးပေါင်းချင်း2 3ပြီးတော့2ဆိုကျွန်တော်တို့ရိုက်တော့1ထိပ်1နောက်နဲ့1ဆိုရိုက်တယ်ဒါဆိုဒီနှလုံးပေါင်းချင်း83ဝန်းချင်းဒီရဲ့ဒီ3လုံးပေါင်းချင်း8ဖြစ်ရမယ်2 6 3ညနဲ့8ဖြစ်မယ်ဆို3ညနောက်ပိတ်ဟုတ်လားဒီ3လုံးပေါင်းချင်း3လို့ဒီ3လုံးပေါင်းချင်း2တယ်ဒီ3လုံးပေါင်းချင်းပြန်တက်မယ်ဆိုကျွန်တော်တို့က3ထိပ်3ညနောက်နဲ့30ဆိုတဲ့ကဏ္ဍတစ်ခွက်ကောင်းပေါ့နော်ကျွန်တော်တို့30ဆိုတဲ့နော်30ကျွန်တော်တို့ကတစ်ခွက်ကောင်းပေါ့နော်30တစ်ခွက်ကောင်းပါဒါအကိုဒီမတွေဒါကစာနာရှိသလိုဆော့ပါအဆင်ပြေသလိုဆော့ပါဒါကကျွန်တော်ကအားလုံးကိုကျွန်တော်ကမျှဝေပေးခြင်းဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ကိုဒီမတွေအားလုံးကိုကျွန်တော်ကပြန်ပြီးတော့ကျွန်တော်ကပြပေးမယ်နော်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒီတဲ့ကျွန်တော်တို့တွေကထိုးရမယ့်ကဏ္ဍဒီပြန်ကြရှိရနော်ပြန်ကြမိတ်နေမှာဆိုလို့ပြန်ကြဒါကကျွန်တော်တို့ဟုတ်လားအင်္ဂါဗုဒ္ဓဟူးကျတာပရိတောက်ကြဆိုတော့ကျွန်တော်တို့က4ရက်တည်းမှာကျွန်တော်တို့ပြန်ကြပြန်ထိုးအောင်ပါပြန်ကြကိုလိုက်ရမှာပြန်ကြလိုက်ပြီးရင်ကျွန်တော်တို့ဒီနေ့ကျွန်တော်ပြောပြီးပြီနော်အကိုတွေမှာဒီနေ့ကျွန်တော်တို့တွေကခဏလေးနော်ဒီနေ့ကျွန်တော်တို့တွေက4ရက်နေ့မှာကျွန်တော်တို့ထိုးရမယ့်ကဏ္ဍတစ်ခွက်ကောင်းစီ30တဲ့30ဆိုတဲ့ကဏ္ဍတစ်ခွက်ကောင်းကိုထိုးပါနော်ကျွန်တော်တို့ကနှောက်ပြီးသွားလို့ရှိရင်ကျွန်တော်တို့တွေကဟုတ်လားကျွန်တော်ပြောပြပါပြီအင်္ဂါဗုဒ္ဓဟူးကျတာပရိတောက်ကြဒီ4ရက်တည်းမှာကျွန်တော်တို့ကပြန်ကြအောင်ပြန်လိုက်ပါ30ကိုမွေးခိုင်းတာမဟုတ်ဘူးနော်ပြန်ကြဆိုတာကိုမှကျွန်တော်ကအလုံးရှင်းပြသွားပြီ6ဘူး6တက်ပြန်ထိုးပါဟုတ်လား6ဘူး6တက်ကနေစပြီးကျွန်တော်တို့တွေကအဒီဘွားမှာထက်တဲ့ကဏ္ဍဒီဘွားမှာပြန်မကြမြဲပြန်ထိုးပါဒီ30ဆိုတဲ့ဒေကဏ္ဍကတော့အကိုတွေမရတာအကိုတွေမတွေကိုကျွန်တော်ပြောပြပြီနော်ကျွန်တော်တို့ဒီနေ့4ရက်နော်4ရက်ကျွန်တော်တို့12နာရီ4ရက်12နာရီ10မိနစ်စာတော့ကျွန်တော်က3ည3 30ဆိုတဲ့ကဏ္ဍဒဲတစ်ခွက်ကောင်းကျွန်တော်ကပြတ်တာပေးတယ်ဖြစ်တယ်ကဲအားလုံးပဲညီကိုမနမတွေမသိမနာမလဲဘူးဆိုလို့ရှိရင်ကျွန်တော်ရဲ့
ဟုတ်လား messenger လေးမှာလာပြီးမေးပါဘာကနန်းထိုးအောင်မအောင်ကျွန်တော်အတိအကျပြောပါမယ်နားလဲတဲ့ညီကိုမောင်နှမတွေကတော့ဒီနေ့မနက်မှာကျွန်တော်တို့တွေကကျွန်တော်ပြောပြီးပြီဟုတ်လား30နော်30တဲ့ဒါ12နာရီ1မိနစ်ကို30ဒဲတက်ကွက်ကောင်ထိုးပါနော်ဒဲတက်ကွက်ကောင်ထိုးပါပြီးလို့ရှိရင်ကျွန်တော်တို့တွေကအင်္ဂါဗုဒ္ဓဟူးကြာတာပရိတောက်ကြဆိုတဲ့4ရက်တွင်မှာကျွန်တော်တို့တွေကဒီဘက်မှာတနင်္လာနေ့ကစပြီးကြတဲ့ကဏ္ဍကိုကျွန်တော်တို့ပြန်ထိုးမယ်ပြန်ကြနော်ကဲအားလုံးပဲဒီကောင်တော့ဒါဆိုနားလဲလောက်ထင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုတွေ့လို့ရှိရင် reaction like လက်မအသေးလေးတွေပေးပါဟုတ်လားနော်ကျွန်တော်ရဲ့ Facebook ကောင်လေးကိုလည်း like follower လေးလုပ်ပေးပါပြီးရင်ကျွန်တော်အခုတင်ပေးထားတဲ့အပေါ်ကအပြောင်စာတန်းကကျွန်တော်လာပြီးခဏတောင်းရတာမဟုတ်ပါဘူးကျွန်တော်ရဲ့ YouTube channel လေးပါ YouTube channel လေးလူဦးရေ subscribe နော် subscriber လေးပြီးလို့ရှိရင်ကျွန်တော်ဒါရိုက် live show လေးလွှင့်ပြမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း up ပေးထားပါ VPN ကြော်မရတဲ့ညီကောင်မတွေ VPN ခံမရတဲ့ညီကောင်မတွေဆို YouTube မှာလုံးဝအဆင်ပြေပါတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ YouTube channel လေးနဲ့ကျွန်တော်ရဲ့ Facebook account လေးကို like လက်မလေးတွေ subscribe လေးလုပ်ပြီးအားပေးကြပါလို့မြတ်တရက်ခိုင်နဲ့ပြဒီနေ့4ရက်ဆယ်လ2025 12နာရီ10မိနစ်မှာ30တဲ့တစ်ခွက်ကောင်းနဲ့အင်္ဂါဗုဒ္ဓဟူးကြာတာပေးတောက်ကြဆိုရဲ4ရက်အတွင်း8ကြိမ်မှာကြံကြမဖြစ်မနေပြန်ဆင်းမဲ့ဆိုတာကျွန်တော်ကအာမခံပြောကြရင်းနဲ့ညီကောင်မတို့တွေကျွန်တော်ဗီဒီယိုဖိုင်လေးကိုအဆုံးသတ်ပါတယ်ကျွန်တော်ချစ်ခင်အားပေးကြတဲ့ညီကောင်မတို့တူတယောက်ချင်းစီတိုင်းကံကောင်းကြပါစေအဆင်ပြေကြပါစေအားလုံးပဲ good luck ပါဗျ